ဆိုချစ်ငါနဲ့တော့ပူတင်းဖောက်လာရဲ့တိလား ပူတင်နင်ကလောက်တယ်လို့လား ဟိုမှာလူအများထင်သေးလို့အိမ်မှာဆိုចောင်းပြေတိုင်ငါပဲချက်ပြုတ်ကျွေးနေရပူတင်းတော့စားတော့မဖွဲ့ဘူးနင်စားမှာမလား စားတော့ကလူနဲ့တဲ့ပါတယ်ထားခဲ့ဟဲ့ခင်မင်းနေငါတို့မရှိတော့စိုးချစ်ကိုဘာဒိုင်ချိုလေးကျွေးနေရှာဟာပူတင်းနေပါပွာလာပဲ အဲ့ဒါဆိုချစ်တော့လောက်လာလေဟာ နင်းနဲ့စိုးချင်းနဲ့ကပါ တန်ငယ်ချင်း အေးအဲ့ဒါဆိုငါတို့နဲ့နင်းနဲ့ရောပါလေ တန်ငယ်ချင်း အဲ့ဒါဆိုတကယ်ချင်းခွဲခြားမလုံးနဲ့လေနေပြီဖီ ဘာဖြစ်လို့လဲ ပူတင်းထဲမှာခြုံမုတ်တွေထည့်ထားလား ဟုတ်တယ်လေအချီမမို့တို့လေ အေးအဲ့ဒီအာဂျီမိုတိုတွေနေပြန်စားကြည့်ဆိုချစ်